你好，အားလုံးပဲမင်္ဂလာပါရှင်။ကျမရင်းနှီးတွေတုန်းကအလုပ်လေးနည်းနည်းရှုပ်နေတဲ့အတွက်တော့ဗီဒီယိုဖိုင်တင်တာလေးတွေကိုဆက်ပြတ်သွား2လလောက်ရှိသွားတယ်ပေါ့နော်။အားလုံးကိုတောင်းပန်ပါတယ်။ဒီနေ့ကစပြီးကျမပြန်ပြီးတော့ဗီဒီယိုဖိုင်လေးတွေကိုအချိန်ရတယ်လို့ပြန်ပြီးတော့တင်ပေးသွားပါမယ်ရှင်။အခုဒီနေ့ကျမပြောပြမယ်စာအုပ်ရဲ့ကိုယ်နာမည်ကဘာလဲဆိုတော့ပြောင်းကျွင်ကြောက်ချိန်ပြောင်းကျွင်ကြောက်ချိန်ဆိုတဲ့ကိုလေးကိုပြောပြမှာဖြစ်ပါတယ်။ဒီဥစ္စာက HSK 1 level 1ပေါ့နော် standard ကိုတူဒါကလုံးဝမှတရုတ်စာအခြေခံအတွက်ဒီပြောင်းကျွင်ကြောက်ချိန်ဆိုတာကမဖြစ်မနေအရေးကြီးဆုံး foundation လေးဖြစ်ပါတယ်ရှင်။စပြီးတော့လေ့လာလိုက်ကြပါစို့ရှင်။ Okay စမယ်နော်ဒီဥစ္စာ chapter 1ကအစကဘာလဲဆိုတော့ခေါင်းစဉ်ကနီးဟောင်းတဲ့ဒီခေါင်းစဉ်ကဘာလဲဆိုတော့နီးဟောင်းဆိုတာနှုတ်ဆက်တာတယောက်နဲ့တယောက်တွေ့ဆုံတဲ့အချိန်မှာနှုတ်ဆက်လို့ရှိရင်ပြောဆိုကြတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ဒီchapter 1.1ကပါအကြောင်းလဲဆိုဒီလိုနှစ်ယောက်မိတ်ဆက်မယ်ဒီဘက်ကကောင်လေးကနံပါတ် A ဒီဘက်ကကောင်လေးကနံပါတ် B ကြတော့စတွေ့ချင်းပြောလိုက်မယ်နှုတ်ဆက်မယ်နီးဟောင်းဆိုပြီးတော့နှုတ်ဆက်မယ်နီးဟောင်းမင်္ဂလာပါဒီ B ကပြန်ပြောမယ်နီးဟောင်းမင်္ဂလာပါနီးဟောင်းမင်္ဂလာပါဒီမှာ new က vocabulary အတစ်စလုံးအတစ်ကဘာပါလဲဆိုတော့နီးဆိုတဲ့ဒီစလုံးလေးနီးဆိုတာကမင်းလို့ပြောတဲ့ပုံမှန်တုံးလုံးပေါ့နော်နီးဆိုတာမင်းလို့ပြောတာဟောင်းဆိုတာကကောင်းတော့တွေ့ရတာဝမ်းသာတယ်ဆိုရင်ဗျာနီးဟောင်းဆိုပြီးနှုတ်ဆက်တယ်နေကောင်းလားဆိုရင်လည်းနီးဟောင်းမအဲ့လိုမျိုးပြောတာရတော့ကောင်းတော့ပေါ့နော် adjective တူอ่ะ adjective ဆိုတော့တော့ဒီဥစ္စာလေးကိုကျမလူရင်လေးအတန်လေးဖွင့်ပြမယ်ပေါ့နော်အဲ့ဒါလေးဖွင့်ပြလိုက်လို့ရှင်တခြားလေးနားထောင်ပြပါကျမ3ချိန်ဖွင့်ပြပါမယ်ရှင်ဘာလို့ဆိုတော့တစ်ချိန်လေးဆိုရင်တိတ်ပြီးနားထောင်ရတာအဆင်မပြေ3ချိန်ဇက်တိုက်ဖွင့်ပြမယ်အဲ့ဒါကို3ချိန်ဇက်တိုက်နားလောက်ရှင်အတန်ရင်းနှီးသွားမယ်အဲ့ဒါဟိုလုံးဝမှဒီအတန်ဖိုင်တွေကဘာလဲဆိုတော့ဒီ standard ကိုဒီထုတ်လုပ်တဲ့စီကနေပြောတရားဝင်ထုတ်ပြန်ထားတဲ့အတန်ဖိုင်မူရင်းတွေဖြစ်တယ်နော်အဲ့ဒါမှအတန်ထားကတိတိကျကျလိုက်နိုင်မှာဖြစ်တယ်အဲ့ဒါမှကျွန်တော်ဖွင့်ပြတာနော်ဒါဘိုင်လေးကိုကျေးဇူးပြုပြီးနားထောင်ကြပါ开始第一课，你好。 Lesson 1. Hello. 课文一。 Text 1. 你好，你好。 New words. 你好，下一次你好。 Lesson 1. Hello. 课文一。 Text 1. 你好，你好。 New words. 你好， Hello. ဒီတစ်ခါကျတော့ကျွန်မတကြောင်းဆိုပြီးပြန်ဒီအကြောင်းလေးတကြောင်းဆိုပြီးပြန်ကျွန်မတစ်ခါရက်ပေးမယ်နော်အဲ့ကိုနောက်ကနေပြီးလိုက်ဆိုကြည့်课文一。 Text 1. 你好，你好。 New words. 你好， Okay ဒီတစ်ခါကဘာလဲဆို1.2 ကကြတော့သူတို့3ယောက်နှုတ်ဆက်တယ်မယ်ဘယ်လိုလဲဆိုတော့ဒီ2ယောက်က A A ကိုကိုစားပြုတယ်ဒီအဖိုးကြီးကကြတော့ B ကိုကိုစားပြုတယ်သူတို့မိတ်ဆက်တယ်ကောင်လေးနဲ့ကောင်မလေးကစပြီးအဖိုးကြီးကိုနှိပ်ဆက်မယ်ကြတော့နင်းဟောင်းဆိုတာမင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ဆိုသူတို့နှစ်ယောက်ကနှိပ်ဆက်တယ်အဲ့ကြဘိုးကြီးကနေပြန်ပြောလိုက်မယ်你们好ဆိုပြီးပြန်ပြောတယ်ဒီမှာ slow tip new word ကဘာတွေပါလာလဲဆိုတော့နင်းဆိုတာကဘာထူးခြားလဲဆိုတော့ဒီအပေါ်က
ကျမတို့နံပါတ်1နီနော်ကဟောဤနီကကြတော့ပုံမှန်ကိုနဲ့ရွယ်တူတန်းလူတွေကိုအောင်ငယ်တဲ့လူတွေကြိုက်တယ်လို့ပြောအဲ့လိုမျိုးပြောတဲ့စလုံးတွန်းတော့ normal တုံးပေါ့နော်ဒီအောက်ကနင်ကကြတော့ဗာလဲဆိုကိုယ့်ထက်အသက်အရွယ်ကြီးတဲ့လူတွေဝါကြီးတဲ့လူတွေကို respect ထားရမယ်ယူဒီလေးစားစွာပြောဆင်သွင်းတဲ့လူတွေကိုတုံးလို့ရှိရင်နင်ကိုတုံးတယ်ကြတော့အတိတ်ပဲကတော့မင်းအင်္ဂလိပ်လိုကတော့ယူအတူတူပဲကျမတို့ညီမလို့ဆိုရင်တော့ခမညာဆရာကြီးအဲ့လိုမျိုးဆရာတွေပါတယ်အဲ့လိုတွေကိုတုံးတာပေါ့ကိုယ်ထက်ကြီးတဲ့လူတွေဒီကောင်ကကြတော့နီမန်းဆိုတာကဒီမန်းဆိုတာဟောဒီမန်းကဘာလဲဆိုဒီမန်းကဘာလဲဆိုတော့အများကိုကိုစားပြုတော့ဒီနီတစ်လုံးနဲ့ဆိုရင်တော့မင်းနင်းအဲ့လိုမျိုးကိုစားပြုတယ်နောက်ကမန်းပါလာတဲ့အတွက်အများကိုကိုစားပြုရကြတယ်နီမန်းဆိုတော့ကြတော့အများကိန်းတုံကိုစားပြုတယ်မင်းတို့လိုအဓိပ္ပာယ်ရတယ်အဲ့ဒါလေးကိုလူရင်လေးကိုဖွင့်ပြမယ်对不起。课文2 Text 2. 您好，你们好， New words. 您、你们、 Text 2. 您好，你们好， New words. 您、你们、 ဒီတစ်ခါကျကျမတချောင်းဆိုပြီးပြန်တစ်ခါရက်ပြီးမယ်အဲ့ဒါလေးကိုနောက်ကနေလိုက်ပြောကြည့်ကြနော်2 Text 2. 您好，你们好， New words. 您、你们、 Okay ဒီတစ်ခါက1.3 1.3ရပါလဲဆိုတော့ကျတော့တယောက်နဲ့တယောက်တွေးဆုံကြတဲ့အခါမှာကိုဘယ်လိုကိုကအမှားတစ်ခုခုလုံးမိရင်ဒါမှမဟုတ်ချိန်ထားတာအချိန်နောက်ကျရင်ကိုယ့်ဘက်ကအားနာစရာကိစ္စတည်းရဲ့ဖြစ်သွားလို့ရှိရင်တောင်းပန်တာအားကြတော့ဗာလဲဆိုကြတော့တွေးပချီဆိုတာကတောင်းပန်ပါတယ်ဒီတွေးပချီဆိုတာတောင်းပန်ပါတယ်အဲကြတော့ကိုကတောင်းပန်လိုက်လို့ရှိရင်တခြားတစ်ဖက်ကရပါတယ်ဘာမှမဖြစ်ဘူးအားနာစရာမလိုကိစ္စမရှိဘူးအဲ့လိုမျိုးပြောလို့ရှိရင်မိန်ကွန်းရှိဆိုတဲ့စကားလုံးလေးကိုပြန်ပြောကိုနဲ့ကိုကိုဘယ်သူကပဲတွေးပချီပြောကွာမိန်ကွန်းရှိဆိုတာသူတို့တရုတ်ရဲ့ယဉ်ကျေးမှုပေါ့နော်တွေးပချီတုံးလိုက်တာနဲ့နောက်ကမိန်ကွန်းရှိဆိုပြီးခြားလူကပြန်ပြောတယ်ဒီမျိုးဒီမှာနေကဘောကပြလာစလုံးတစ်ကပါလေးပါလာလဲဆိုတော့ကြတော့လူပါပဲတွေ့ပချီမိန်ကွန်းရှိဟုတ်โอเคဒါလေးကိုကျွန်တော်လှူရင်လေးကိုဖွင့်ပြမယ်先录音课文3 Text 3. 对不起，没关系， New words. 对不起，没关系，下一节对不起，没关系， New words. 对不起，没关系， ဟုတ်တယ်ဒီတစ်ခါကျတော့ကျွန်မအတန်လေးကိုရက်တကြောင်ဆိုပြီးပြန်တစ်ခါရက်ပေးမယ်နော်အဲ့ဒါလေးကိုလိုက်ပြီးတော့ကြာဆိုကြည့်ပါ Text 3. 对不起，没关系， New words. 对不起，没关系， Okay ဒီနေ့တော့ကျွန်မဒီ
ဟိုဟာအခန်းဒီ3ပိုင်းကိုပြောပြတော့မယ်နော်အားလုံးပဲဒီဥစ္စာလေးတွေကိုအတန်လေးတွေကိုပြန်ပြောကြဒီလူရင်းနဲ့ဖွင့်ပြတဲ့အတန်လေးတွေကိုခဏပြန်ပြောကြနားထောင်ကြည့်ပါအဲ့ဒါမှနားရည်ဝပြီးတော့ကြတော့စက်လုံးကိုအကျဉ်းသားရပြီးတော့ကြတော့နားလဲမှာခေါ်စာနော် basic ဆိုအခြေခံဖြစ်တဲ့အတွက်အရန်ကို easy go ဖြစ်တယ်နော်ဒါလွယ်တယ်ပေါ့ဒါပေမဲ့ဒီအခြေခံကို foundation ကောင်းမှကျတော့နောက်ဟာတွေကြတော့လွယ်ဘယ်လိုပြောမလဲပို့ပြီးတော့ကြတော့မှတ်မိနိုင်တယ်ပို့ပြီးတော့နားလည်တယ်တရုတ်စလုံးမှာကသူကစလုံးလေးတွေပုံစံလေးတွေဒီဟိုပါပေါ့ဘာလို့ခေါ်မလဲအပြင်းလေးတွေကတူတယ်အတန်တော်လေးတွေတူတယ်ဒါပေမဲ့အဓိပ္ပာယ်တွေမှာကွဲတဲ့ဟာတွေအများကြီးရှိတယ်အဲ့ဒီအတွက်အခြေခံကလေးကကိုကတိတိကျကျနဲ့အတန်အနေထားကိုလည်းအတန်နှုန်းအနေထားကိုလည်းတိကျအောင်နားထောင်နိုင်မယ်ကိုယ်တိုင်လည်းတိကျအောင်ပြောနိုင်မယ်အဲ့ဒါမှဒီဥစ္စာပို့နောက် level တွေကြာမြင့်သွားလို့ရှိရင်အဆင်ပြေမှာဒီ basic foundation လုံးဝမခိုင်လို့ရှိရင်နောက် level တွေကြာအခက်အခဲတွေအများကြီးတွေ့နိုင်တယ်အဲ့ဒါကြောင့်ကျွန်မတစ်နေ့ကိုနည်းချင်းလေးတွေကိုနိုင်တဲ့လောက်လေးတွေကိုကျွန်မပြောပြမယ်ဒါကပညာဒါနအနေနဲ့လုပ်ပေးတာဖြစ်တဲ့အတွက်အားလုံးပဲတရုတ်စာကိုလေ့လာလို့ခြင်းတဲ့လူတွေမှန်တယ်ဗျာဒီဥစ္စာလေးကိုနေ့စဉ်လိုက်ပြီးတော့ကြတော့လေ့ကျင့်ကြည့်ပါအဲ့ဒါဆိုရင်တေချာပါတရုတ်စာကိုဘယ်လိုပြောငွေကုန်ကြေးကြမခံနာဘဲနဲ့ကောင်းမွန်ပြောတတ်ဆိုတတ်ပါတယ်အားလုံးပဲကြိုက်ကြနှုတ်ဆက်ပါတယ်တွေ့ရတာရွာမတာပါတယ်